Sprig ကို1984ခုနှစ်မှာ Soviet Union USSR ရဲ့ program မှာတစ်ခုဖြစ်တဲ့ LC Pajanov ကဖန်တီးခဲ့ပြီးသူကမော်စကိုမှာရှိနေတဲ့ Soviet Academy ဆိုင်ရာမှာအလုပ်လုပ်နေတဲ့ဂိမ်းကိုစတင်ရေးသားခဲ့ရဖြစ်ပါတယ်ပထမဆုံးနေနဲ့ Terra ဆိုတဲ့နာမည်ကတော့ Grita လို့ Terra လေးခုဆိုတဲ့သူကြိုက်တဲ့အာဇာနည်တင်းနဲ့ပေါင်းစပ်ပြီးတော့မှပေးထားဖြစ်ပါတယ်အစပိုင်းမှာတော့ Soviet တွင်းကွန်ပျူတာတွေမှာပေါ်ထွက်ခဲ့ပြီးနောက်ပိုင်းမှာတော့အနောက်နိုင်ငံတွေကိုကူးပြောင်းလာပြီး1989ခုနှစ်မှာ Nintendo က Game Boy နဲ့တူဘန်ကယ်လုပ်ခဲ့တဲ့ကဘာတစ်ဝမ်းမှာအလွန်နာမည်ကြီးသွားခဲ့တာဖြစ်ပါတယ်Sprig က Game တစ်ပိုင်းထဲမှာရောတော့ Game ကိုကြည့်ပြီးတော့မှ Physical Copy အနေနဲ့တော့ Game Boy Console PC ရဲ့ 35 million copy ရောင်းရခဲ့ပြီးတော့မှ Mobile version smartphone တွေတော့900 million plus download ရှိပြီးတော့မှစုစုပေါင်း version အလုံးက920 million ကျော်ရှိပါတယ်အများစုကဖုန်းပေါ်မှာလုပ်တယ်ဒီလိုဝေးကြတော့ကျေးဇူးတင်ပါတယ်